ပြောလို့ရပြီလားပြောလို့ရပြောလေအရာလေးလေးကိုလေတော့အဲ့ဒီမွေးကင်းစားဆိုခြေဖွားလေးမှပို့ပြမလိန်ထားပေးခြေအိတ်နဲ့ပြန်ဆွတ်ထားပေးစားချင်တာစားအမအစားအရန်ကျူးတယ်စာဖြေလေးဆိုနေအဲ့စမ်းချောင်းနာစာဖြေလည်းအတကုံတွေ့နော်အလာထောင်စာဖြေဦးနုဦးကျန်းတုတ်စံတော်ဖူးဝန်းတော်ဖူးမင်းမစားလားဘာမှမရှိဘူးချက်ချက်တော့တွေအကုန်စားဘလူးများဝင်စားလားဝေဒါလီအကုန်စားအမအစားတော့အရန်ကျူးခဲ့ရမယ်အေးဆေးပဲကျမသမီးတွေလေထိုးလေအောင်လေဘာမှမဖြစ်ဘူးပေါ့နော်အနုလည်းတိုက်တာပဲစားပြင်းလည်းတိုက်တာပဲပေါ့နော်အစားနည်းနည်းကျူးပြီးစွာနဲ့ကလေးဒါလေးလိန်ထားပေးလက်ထက်မှာဒီလူလေးညစ်ထက်ဒီလူလေးပုတ်ပြီးမှရင်ပတ်မှာတော့ကလေးအရန်နုသေးတော့ဝီကင်းစားလေဆိုတော့ခြေဖွားနားမှာလေဒီလူလေးပုတ်ပြီးမှခြေအိတ်နဲ့ဆိုအိုကားပဲဆိုကျမစားချင်လားစားဘူးလေလည်းချစ်စရာလေမတို့တားမြေတွေဒီအရာနဲ့ပဲဒီနေ့ဒီအချိန်ထိဖြတ်ကျော်ခဲ့ရတာငါနေ့အောက်ကလေးရှိတဲ့အိမ်တိုင်းဆောင်းထားတင်ပါတယ်ဖူးဖူးဖွားဖွားတွေရောကိုမြေးတွေတက်မိဘတွေရောကိုသားသမီးတွေတက်ဒါတို့ဘေးဥပတ်ဖြစ်စေတဲ့အရာတွေဘာမှမပါဘူးတဘာဝဆေးဥဆေးမြင့်မြင့်စီတွေနဲ့မြစ်ရှည်လပေါင်းများစွာစိန်ပြီးမှထုတ်လုပ်ထားဆိုတော့စိတ်ချလက်ချနဲ့ဒါလေးသုံးလို့ရမယ်ပေါ့နော်လေအရာလေးပဲရှင်းလေအရာလေး